အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ weekend မှာတသားမမီတို့ကို language လေးသင်ပေးဖို့အတွက်ဆိုရင်အသုံးပြုနိုင်တဲ့စာအုပ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ပထမအဆုံးမိတ်ဆက်ပေးချင်တာကတော့ Everybody App series လေးဖြစ်ပါတယ် Everybody App series လေးမှာဆိုလို့ရှိရင် English for Skills ဖြစ်တဲ့အရေးအဖက်အပြောနားထောင်စွမ်းရည်တွေတိုးတက်လာစေပြီးစာအုပ်ထဲမှာတခြင်းကြပြလေးတွေကတ်တွန်းဇာတ်ကောင်လေးတွေနဲ့မို့အတန်းထဲမှာရောအိမ်မှာပါ English ကိုပြောရလာစေမှာပဲဖြစ်ပါတယ်ဒုတိယမိတ်ဆက်ပေးခြင်းတဲ့ series လေးကတော့မိဘတွေနဲ့ဆရာဆရာမတွေအကြိုက်ဆုံးအတွဲလေးဖြစ်တဲ့ Family and Friends series လေးပဲဖြစ်ပါတယ် Family and Friends series မှာဆိုလို့ရှိရင် grammar နဲ့ phonics ကိုစနစ်တကျအခြေခံခိုင်မာဖို့အတွက်လေ့ကျင့်ပေးနိုင်တဲ့စာအုပ်ကောင်းလေးတစ်အုပ်ပါတတိယမိတ်ဆက်ပေးချင်တာကတော့ကျွန်တော်များလည်းသုံးမှုပြီးသားသိမှုပြီးသားဖြစ်တဲ့ Let's Go series လေးဖြစ်ပါတယ်မိမိကလေးကို English လို့ရရတင်းတင်းပြောစေချင်တယ်ဆိုလို့ရှိရင် Let's Go series လေးကအကောင်းဆုံးပါပဲနေ့စဉ်ဘဝမှာသုံးနေတဲ့စကားလုံးလေးတွေနဲ့အမေးအဖြေလေးတွေကြပြလေးတွေက speaking skill ကိုပို့ပြီးတော့တိုးတက်စေပါတယ်နောက်ထပ်မိတ်ဆက်ပေးချင်တာကတော့ interchange စာအုပ်လေးပဲဖြစ်ပါတယ်ဒီ interchange စာအုပ်လေးတွေကတော့ upper primary နဲ့ secondary တသားမိအတွက်သင်တော်ပါတယ်နေ့စဉ်လူမှုဘဝမှာအသုံးပြုတဲ့ real English ကိုအဓိကထားပြီးအတန်အလှန်ဆွေးနွေးရတဲ့ topic တွေ listening လေ့ကျင့်ခန်းတွေပါလို့ English skill ကိုရုံရုံကြည်ကြည်နဲ့ကျွမ်းကျင်စွာပြောဆိုဆက်သွယ်နိုင်ဖို့လိုအပ်တဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်ဒီနေ့မိတ်ဆက်ပေးသွားတဲ့ Family and Friends Everybody App Let's Go Interchange စတဲ့စာအုပ်လေးအုပ်မှာဆိုလို့ရှိရင်၄မျိုးမှာဆိုလို့ရှိရင်ဒီ၃မျိုးထဲမှာ Family and Friends ကတော့ grammar ကိုပို့ပြီးတော့စနစ်တကျပါဝင်ပါတယ် Interchange စာအုပ်လေးကတော့ high school level နဲ့ adult learner တွေအတွက်ပို့ပြီးတော့သင်တော်ပါတယ်စာအုပ်လေးမှာယူခြင်းနဲ့ဆိုရင်တော့ chat box မှာအခုပဲလာပြီးတော့မှာယူလို့ရပါပြီဗီဒီယိုဆုံးထိကြည့်ရှုရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်